မျက်နှာချမ်းမှာကြားရတဲ့အတန်အိမ်ဟာလွန်ခဲ့တဲ့နှစ်100ကျော်ကတိဆောက်ခဲ့တဲ့တစ်သားအိမ်ကြီးပါညီမလေးနှစ်နဲ့ကျွန်တော်ပြောင်းလာတဲ့အခါအိမ်ရှင်အဖွားကညကြရင်အိမ်အနောက်ဘက်ကတစ်ပင်အောင်မသွားနဲ့နော်လို့သတိပေးခဲ့ပါတယ်ပထမညမှာဘာမှမဖြစ်ခဲ့ပေမဲ့တပတ်အကြာမှာည12နာရီကျော်တိုင်းအိမ်အနောက်ဘက်ကတစ်ပင်အောက်ကနေကြက်ချီကအတန်ကြားရပါတယ်တခါတလေမိတ်နေရင်အတန်တွေကြားပြီးနိုးလာတတ်တယ်ဒါပေမဲ့မနေ့ကျရင်အဲ့ဒီနေရာကိုသွားကြည့်တိုင်းဘာမှမတွေ့ရဘူးအတန်တွေကိုစူးစမ်းဖို့ညတိုင်းစောင့်ကြည့်နေမိတယ်တညမှာတော့လမ်းမင်းရောင်မိန်အောက်မှာတစ်ပင်ရဲ့ဘေးကခြေရာတွေကိုတွေးလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီခြေရာတွေဟာလူသားရဲ့ခြေရာမဟုတ်ဘူးတစုံတစ်ခုကလူနဲ့တူပေမဲ့ခြေဝါးကဖြတ်ထားသလိုချွန်နေတဲ့ချွေးတွေကြပြီးကြောက်လန့်နေစဉ်တစ်ပင်နောက်ကအနက်ရောင်အရေးတစ်ခုဖြည်းဖြည်းချင်းရွေ့လာတာကိုမြင်လိုက်ရပါတယ်နောက်နေ့မနက်မှာအိမ်ရှင်အဖွားကိုမေးကြည့်တော့အဖွားကပြောပြပါတယ်ဒီအိမ်မတီခင်ကဒီနေရာမှာကလေးတယောက်ကိုလူဆိုးတွေကတက်ပြီးမြေမြုပ်ခဲ့တယ်သူ့ခြေထောက်ကိုဓာတ်နဲ့ဖြတ်ခဲ့တာကြောင့်အဲ့ဒီညကစပြီးကျွန်တော်အိတ်ခမ်းတကားနားမှာညတိုင်းဖြတ်ထားတဲ့ခြေရာတံတွေကြားနေရပါတယ်ခြေရာတံတွေကတဖြည်းဖြည်းပိုနီးလာတဲ့တညမှာအိပ်ရာထဲကလှုပ်လာတဲ့အခါအိတ်ခမ်းတကားကဖွင့်မထားပေမဲ့အခန်းထဲမှာတစုံတစ်ယောက်ရှိနေပြီလေတိုးတန်လေးနဲ့အနံ့ဆိုးတစ်ခုပြန့်လာတဲ့မိဖို့ချောင်းကနေဓာတ်တွေချောင်းတန်ကြားရတယ်နှင်းကငိုတန်တွေညီးတန်တွေပါလာတဲ့အိမ်ရှင်အဖွားကမနက်ခင်းမှပြောတဲ့စကားကိုအခုမှနားလည်မိတယ်သူကခြေထောက်မရှိတော့လို့တင့်တာကိုလိုချင်နေတာအိမ်အောက်ခြေကမြေကြီးကိုတူးကြည့်မိတဲ့အခါရှေးခေတ်ကလေးလောင်းတွေဓာတ်တွေတွေးချောက်နေတဲ့အဝတ်စုပ်တွေတွေ့ရတယ်ဒါပေမဲ့အထူးဆန်းဆုံးကအခန်းနှစ်မှာတွေ့ခဲ့တဲ့ခြေရာနဲ့ကိုက်ညီတဲ့ခြေပွားရိုးတွေပါတယ်တစ်တာတစ်လုံးတစ်တာပေါ်မှာအနီရောင်အခရာတွေနဲ့ငါခြေထောက်ပြန်ပေးလို့ရေးထားတယ်အိမ်ရှင်အဖွားကမျက်နှာဖြူပြီးပြောလိုက်တာကဒီအိမ်ကိုမဝယ်ခင်နောက်ဆုံးပိုင်ရှင်တွေဟာ3 ရက်အတွင်းအားလုံးခြေထောက်ပြက်ပြီးတည်သွားကြတယ်အဖွားရဲ့မှတ်စုတွေထဲမှာခြေထောက်မပါတဲ့ကလေးတရေကိုနှိမ်နှင်းဆိုတာရှာတွေ့တယ်သူ့အလောင်းကိုမိရှို့ဖို့ဒါမှမဟုတ်သူ့ခြေထောက်ရိုးတွေကိုမြုပ်နှံပေးဖို့လိုတယ်တဲ့ဒါပေမဲ့တစ်တာထဲကခြေရိုးတွေကိုကင်မိချိန်မှာအိမ်တစ်ခုလုံးအတန်တွေကျလာတယ်မိခိုးတွေနဲ့အေးခဲနေတဲ့လက်တစုံကကျွန်တော်လက်ပင်ကိုညှစ်လာတယ်နောက်ဆုံးမြင်ရတာကခြေထောက်မရှိတဲ့ကလေးတစ်ကောင်ပါဇက်ကကျွန်တော်မျက်လုံးနဲ့နီးနီးကပ်ကပ်ကြည့်နေတာပါမနက်မိုးလင်းတဲ့အခါကျွန်တော်နှင်းနဲ့အဖွားတို့ဟာအိမ်ကိုမီးရှို့ပစ်ပြီးထွက်ပြေးခဲ့ကြတယ်ဒါပေမဲ့မြို့တစ်မှာအိမ်ငှားပြီး3 ရက်ကြာမှညဘက်တကားကုန်းချော်တန်ကြားရပြန်တယ်အိမ်ရှင်ဟာအဖွားနဲ့တူနေပြီးသူမကညကြရင်အိမ်နောက်ဘက်ကတစ်ပင်အောက်မသွားနဲ့နော်လို့ပြန်ပြောနေတယ်